အားလုံးပဲမင်္ဂလာပါသက်ဆိုင်ဒီဇင်ဘာဟိုတနေ့ကဒေါက်တာအေမှာဒီမှာ infusion treatment လို့လုပ်ထားတယ်ဘာဖြစ်လို့လဲဆိုဒီနေ့ကပွဲရှိတယ်ဒီ Miss Universe ပွဲရှိတာဆိုတော့ဒီမှာက skin ကို take care လုပ်ထားတယ်ဒီနေ့ကဒီမှာ skin ကလုံးဝကောင်းကောင်းလေးဖြစ်သွားပြီ so I'm so happy with the treatment နောက်တစ်ပွဲရှိရင်လည်းနောက်တစ်ခါလေးပြန်လုပ်မယ်ကျေးဇူးများတင်ပါတယ်